နှစ်ပေါင်း900ကနေပြီးတော့1000အတွင်းထိကိုအသက်ရှင်နိုင်တဲ့ငှက်ဖြစ်တယ်အရင်တော့အီဂျစ်တွေခေတ်တုန်းကအီဂျစ်မှာရှိတဲ့လူတွေအကုန်လုံးကဒီငှက်ကိုနတ်ဖျားအဖြစ်ကိုးကွယ်ခဲ့တယ်ဒီငှက်ကမီးလောင်ပြီးပြာအမုတ်ဖြစ်သွားတယ်ဆိုရင်တော့မှအဲ့ဒီပြာအမုတ်ထဲကနေနောက်တစ်ခါထပ်မံရှင်သန်နိုင်စွမ်းရှိတဲ့ငှက်မျိုးစွာဖြစ်တယ်ကျွန်တော်ဒီနေ့ပြောပြမယ်ငှက်ကတော့ဒန်နာရီပုံပြင်မှာအရန်နာမယ်ကြီးတဲ့ Phoenix ငှက်အကြောင်းပဲဖြစ်တယ် Phoenix ငှက်နဲ့ပတ်သက်ပြီးတော့ဘာသာရေးအချက်လက်မှာဘယ်လိုရှိတယ် Science ကဒီဟာဘယ်လိုပြောလဲဆိုတော့ရှင်းပြပေးမယ်ကျွန်တော်ကတော့ Milky Vision ပါโอเคဒီ Phoenix ငှက်နဲ့ပတ်သက်ပြီးကျွန်တော်ကြည့်ရမယ်ဆိုရင်ဒီ Phoenix ငှက်ကိုကျွန်တော်တို့ကဘယ်လိုမျိုးမြင်ကြလဲဘယ်လိုမျိုးကျွန်တော်သိကြလဲမေးတယ်ဆိုရင်ရုပ်ရှင်ကားတွေမှာအများကြီးတရုပ်ဖော်တယ်ဗျာဒီရုပ်ရှင်ကားတွေမှာတရုပ်ဖော်တဲ့ basement ကကြတော့စာပေလောကတွေမှာဖြစ်တယ်ဒီစာပေလောကကဘယ်သူရေးသားတာလဲ Rome Empire မှာရှိတဲ့ Plato ဆိုတဲ့ကျွန်တော်တို့ဒီကျောင်းစနစ်ကိုဖန်တီးခဲ့တဲ့ Plato ဆိုတဲ့သူကသူ့ရဲ့စာအုပ်ထဲတွေမှာထည့်သွင်းရေးသားခဲ့လို့ကျွန်တော်တို့ဒီ Phoenix ငှက်နဲ့အကြောင်းနဲ့ပတ်သက်ပြီးကျွန်တော်တို့ Dynamic ပုံပြင်အများကြီးသိရတာ Okayဒီဟာက Rome Empire တို့နောက်ထပ်ဒီ Greek ပတ်ဒီမှာဆိုရင်ဒီ Phoenix နဲ့ပတ်သက်ပြီး Phoenix ဆိုတဲ့ဒီ word ကကြတော့ဒီ Greek နဲ့ Rome ကနေလာတယ်ဆိုပြီးယုံကြည်ကြတယ်အမှန်တကယ်ကြည့်မယ်ဆိုရင်ကျွန်တော်တို့ဒီ Rome Empire တို့ Greek Empire တို့မှာဖြစ်ပေါ်လာတဲ့ Dynamic ပုံပြင်နဲ့အကောလုံးဟာကျွန်တော်တို့ Egypt ဘက်ကနေပြီးတော့စင့်ကဲပြောင်းလဲလာတဲ့အရာတွေပဲဖြစ်တယ်Plato ရေးသားခဲ့တဲ့ဒီ Atlantic သမုဒ္ဒရာကြီးထဲမှာ Atlantic မြို့တော်ကြီးမြုပ်သွားတယ်ဆိုတာကကျွန်တော်ပထမဗီဒီယိုမှာလည်းပြောခဲ့သေးတယ်ဗျာ Egypt မှာရှိတဲ့ဘုရင်တယောက်ကနေပြီးတော့မှ Plato ရဲ့အဖိုးကိုအဲ့ဒီ Atlantic မြို့တော် Poseidon နတ်ဖျားတိဆောက်ခဲ့တယ်ဆိုပြီးသူကပြောခဲ့လို့သာ Plato ကအဲ့ဒါကိုစာအုပ်အဖြစ်ပြန်ထုတ်ပြီးတော့မှကဘာတဝန်းလုံးအရန်နာမယ်ချီလာအဲ့လိုမျိုးပဲဒီ Phoenix ဆိုတဲ့အကောင်ကလည်းဒီ Phoenix ဆိုတဲ့ဒီငှက်ကလည်းမီးလောင်တဲ့အပြင်ကိုမီးလောင်ပြီးပြမှုဖြစ်သွားတဲ့အထိသူကအသက်ကိုဆုံးရှုံးပြီးတော့မှအဲ့ဒီပြမှုထဲကနေပြီးတော့မှထပ်မံပြီးရှင်သန်လာတာပဲဖြစ်တယ်။နောက်တစ်ကောင်မဟုတ်ဘူးเนาะအဲ့ဒီအကောင်ပဲထပ်မံရှင်သန်လာတာအမွေးအသစ်တွေအတောင်အသစ်တွေတဲ့အယောင်ဘောင်းစုံနဲ့သူကထပ်မံရှင်သန်လာတယ်ဆိုပြီးတော့ဒါ Greek နိုင်ငံ mythology မှာဒါလိုမျိုးအများကြီးရှိတယ်ဗျာ Rome Empire တွေပဲတကယ် basement အကြတော့ Egypt နိုင်ငံမှာဒီ Phoenix ဆိုတဲ့ငှက်ကိုနတ်ဖျားအဖြစ်တောင်ထားပြီးတော့ပိုးွယ်ခဲ့ကြတယ်ဒီ Phoenix ငှက်နဲ့ပတ်သက်ပြီးနည်းနည်းထပ်ပြောရမယ်ဆိုရင်ဗျာဒီ Phoenix ငှက်ကကြတော့ကျွန်တော်တို့ဒီ तू ကဘလိုမျိုးတာမန်ငှက်လိုမျိုးမဟုတ်ပဲနဲ့ရာဇဝင်မှာအရန်နာမယ်ကြီးခဲ့တယ်နှစ်ပေါင်900ကနေပြီးတော့1000လောက်ကို तू ကအသက်ရှင်နိုင်စွမ်းရှိတယ်ပြီးတော့ तू ကသူတေကနီးပြီဆိုရင် तू ကသူ့ရဲ့ဒီအပင်ပေါ့နော်အဲ့ဒီအပင်ရဲ့အောက်မှာ तू ကဘာလုပ်မလဲဆိုတော့ तू မျိုးအတိုက်ပုံနဲ့ तू ကဖွဲ့စည်းလိုက်မယ်အဲ့လိုဖွဲ့စည်းပြီးတော့မှအဲ့ဒီအတိုက်ကို तू ကမီးလောင်အောင်လုပ်မယ်မီးလောင်အောင်လုပ်ပြီးတော့အဲ့ဒီမီးထဲမှာသူ့ကိုယ်သူလောင်ကျွမ်းပြီးတော့ तू ကအသေးခံလိုက်မယ်အသေးခံပြီးတော့အဲ့ဒီနေရာမှာ तू ကထပ်မှန်ပြီးတော့ရှင်သန်လာနိုင်စွမ်းရှိတယ်ဆိုပြီးတော့ Dynamic ပုံမှာပြောတယ်နောက်တချို့တော့ Dynamic ပုံမှာဘယ်လိုရှိလဲမေးရဆိုရင်အဲ့ဒီနေရာမှာနောက်တစ်ကောင်အကောင်လိုက်မဟုတ်ဘဲနဲ့ဥတလုံးကြံခဲ့မယ်ဒီ Phoenix ကမီးလောင်ပြီးတော့အဲ့ဒီအတိုက်မှာ तू ကပြအမုံဖြစ်သွားပြီးတော့မှဟိုမီးလောင်နေဆိုတာကလေ तू ကဟိုတော်မီလောင်ပြီးတော့ဟိုဖန်တီးတာမဟုတ်ဘူးသူ့ကိုယ်ကို तू မီးလောင်ဖို့အတွက်ကိုသူ့ကိုယ် तू ဖန်တီးတာပဲဖြစ်တယ်ဟိုတဘာဝဖြစ်စဉ်ကနေမီးလောင်ပြီးတော့မှ तू ကတေသွားတာမဟုတ်ဘူးသူ့ကိုယ်ကို तू တေမဲ့နေကို तू ကတည်တယ်အဲ့ဒီတေမဲ့နေကိုသူ့ကိုယ် तू မီးလောင်စေမဲ့အရာတွေကို तू ကလှုပ်တယ်ဟိုနေအလောင်ခံပြီးတော့မှအဲ့လိုမျိုးဗျာဟိုဒါသူ့အစွမ်းစားနဲ့သူ့ပေါ့ဒါနိုင်ပုံမှာကြတော့ဗျာ तू ကသူ့ကိုယ် तू မီးလောင်နိုင်စွမ်း तू ရှိတယ်ဆိုပြီးတော့ဒါပြောကြတယ်အချို့တော့ဒါနိုင်ပုံမှာ तू ကအဲ့ဒီအပြာမုတ်တွေကနေပြီးအကောင်ထွက်လာတယ်ဒါမှမဟုတ်လေဥတလုံးကြံခဲ့တယ်အဲ့ဥကနေပြီး तू ပြန်လဲမွေးဖွားတယ်ဆိုပြီးပြောတယ်ဒါတော့ဒါနိုင်ပုံမှာပုံမြင်နေအများကြီးရှိတယ်အဲ့ထဲမှာအဓိက basement ဖြစ်တဲ့အကြတော့ဒီ Egypt နိုင်ငံမှာအရင်တော့ပါเนาะအရင်ခေတ်က Egypt နိုင်ငံမှာဘလို့ရှိလဲမိတယ်ဆိုရင်ပန်နူးလို့ခေါ်တဲ့နတ်ဖျားရှိတယ်အဲ့ပန်နူးဆိုတဲ့နတ်ဖျားက तू ကလည်းဗျာနတ်ဖျားပဲဒါပေမဲ့ तू ကငှက်ဖြစ်တယ်ငှက်နတ်ဖျားပေါ့เนาะအဲ့ဒီပန်နူးဆိုတဲ့ငှက်နတ်ဖျားက Egypt နိုင်ငံမှာကိုးကွယ်တဲ့နေနတ်ဖျားနဲ့အတူ तू ကအရင်တည်းကအတူတူရှိခဲ့တယ်ဆိုပြီးတော့ Egypt နိုင်ငံမှာရှိတဲ့လူတွေကယုံကြည်ကြတယ်အခုချိန်นี้တော့ဗျာအဲ့ဒီ Egypt နိုင်ငံမှာရှိတဲ့လူတွေကဒီအယူဆကိုယုံကြည်ကောင်းယုံကြည်လိမ့်မယ်ဟိုတချို့တော့ Dynamic တွေကအခုချိန်ထိလည်းရှိကောင်းရှိနိုင်လိမ့်မယ်ဒါပေမဲ့အရင်တော့တကယ်ရှိခဲ့တယ်ဆိုပြီးတော့အချက်လက်တွေရှိတယ် Dynamic ပုံမြင်တွေရှိတယ်စာအုပ်တွေလည်းအများကြီးရှိတယ်ဒီငှက်ကဘာကိုစားပြုလဲမေးတယ်ဆိုရင် Egypt နိုင်ငံလူတွေအယူဆပေါ့နော်တစ္ဆာတရားကိုအရန်ကိုစားပြုတယ်အခုဟိုဘယ်လိုပြောရမလဲဟိုဘယင်တေပါပဲဖြစ်ဖြစ်ဘယင်နာမှာအစေခံတယောက်ပဲဖြစ်ဖြစ်တယောက်ယောက်ကတစ္ဆာရှိနဲ့ဟိုလိုမျိုးအသက်ဆုံးရှုံးသွားတယ်ဆိုရင်ဖုံးတော်မြင်တဲ့လူတွေကတစ္ဆာရှိခဲ့တယ်အပြစ်ပေးခံရတယ်ဆိုရင်အဲ့ဒီအပြစ်ကနေတော့လွတ်မြောက်တယ်အဲ့လိုမျိုးလွတ်မြောက်တဲ့ကိစ္စတွေကြရင်ဒီဖျားနဲ့ဆက်နွယ်ပြီးတော့မှသူကတစ္ဆာရှိတယ်
အဲ့လိုမျိုးပေါ့ဆက်နွယ်ချက်တွေကအများကြီးရှိတယ်ဒီ Phoenix ဆိုတဲ့ငှက်က Egypt နိုင်ငံမှာတစ္ဆာတရားကိုကိုစားပြုတဲ့ငှက်ပဲဖြစ်တယ်ကဘာရဲ့တချမ်းဘက်မှာပဲဒီကောင်နာမည်ကြီးတာလားဥရောပဘက်မှာပဲနာမည်ကြီးတာလားအနောက်တိုင်းမှာပဲနာမည်ကြီးရလားမေးတယ်ဆိုရင်မဟုတ်ဘူး तू ကအရှိတိုင်းတွေမှာလည်းနာမည်ကြီးတယ်အရှိတိုင်းတွေမှာဘယ်လိုနာမည်ကြီးလဲမေးရဆိုရင်တရုတ်တို့ဂျပန်တို့မှာထပ်ကြည့်မယ်ဆိုရင်ကျွန်တော်တို့ဒီ Phoenix ဆိုတဲ့ဒီ green နိုင်ငံကစကားနဲ့မဟုတ်ဘူး Penu လို့ခေါ်တဲ့ကျွန်တော်တို့ Egypt နိုင်ငံကစကားလည်းမဟုတ်ဘူး Fing Hung လို့ခေါ်တဲ့တရုတ်စကားနဲ့သူကနာမည်ကြီးတယ် Fing Hung ကြတော့ကျွန်တော်တို့ဒီဘက်အနောက်တိုင်းနဲ့ကြည့်မယ်ဆိုရင် Phoenix ပဲဒါပေမဲ့အရှေ့တိုင်းတရုတ်ဘက်တွေမှာကြည့်မယ်ဆိုရင် Fing Hung လို့ခေါ်တယ်ဗျာ Fing Hung ကကျတော့အရှေ့ပိုင်းတိုင်းဒေသတွေမှာတရုတ်နိုင်ငံတွေမှာဘယ်လိုရှိတယ်မေးတယ်ဆိုရင်သူက Yin and Yang သူကကျတော့ညီညွတ်မှုနဲ့တစ္ဆာတရားကိုလည်းဆိုလိုချင်တယ်ဗျာဒီတရုတ်နိုင်ငံမှာကြတော့နောက်တစ်ခုသူတို့ကဘယ်လိုမျိုးယူဆကြလဲမေးတယ်ဆိုရင်အခုဘယင်တယောက်ကနေပြီးတော့အခုနိုင်ငံမှာရှိတဲ့လူတွေကောင်းကောင်းကြီးမြစ်တယ်ကောင်းကောင်းလေးကြည်နူးတယ်ဟိုဘယင်တယောက်ရဲ့တာဝန်ကဘာဖြစ်မလဲထင်လဲဟိုကိုနိုင်ငံမှာရှိတဲ့လူတွေကိုစီလုံးညီညွတ်အောင်လုပ်ရမယ်နိုင်ငံချမ်းသာဖို့အတွက်ကိုသူဟိုရန်သူတွေနိုင်ငံတွေကနေပြီးတော့သူကာကွယ်ရမယ်ကိုနိုင်ငံစီးပွားတိုးမြတ်ဖို့အတွက်သူအများကြီးလုပ်ရမယ်ဟိုအလုပ်လုပ်ရမယ်ဆိုတာထက်သူကဘယင်တယောက်ဖြစ်နေတဲ့ပုံမှာသူ့မှာဒါတွေလုံနိုင်စွမ်းလည်းရှိတယ်ဆိုတော့အဲ့လိုမျိုးကိုယ့်ရဲ့ပြည်သူတွေကိုပြန်ကြည့်တယ်ဆိုရင်ဒါသူတို့ကဒီပင်ဟုံးလို့ခေါ်တဲ့ငှက်နဲ့သူတို့ကတင်စားပြီးပြောဆိုတယ်။ဘာလို့ပြောဆိုလဲမေးရဆိုရင်အဲ့ဒီငှက်ကနတ်ဖျားဖြစ်တဲ့အပြင်သူတို့ကယုံကြည်ကြတယ်။ပြီးတော့အဲ့လိုမျိုးဘယင်တယောက်ကအရန်မုံမြတ်တဲ့ဘယင်တွေကိုသူတို့အဲ့လိုမျိုးတင်စားပြီးပြောတယ်။ပြီးတော့ဘယင်ရဲ့မိဖုရားအရန်တစ္ဆာရှိပြီးတော့နိုင်ငံမှာရှိတဲ့ပြည်သူတွေပေါ်သူကပြန်ပြီးတော့မှဟိုလိုမျိုးကိုရင်းစားတဲ့စိတ်တွေရှိတယ်ဆိုရင်အဲ့ဘယင်မောက်သူကပင်ဟုံးငှက်နဲ့သူတို့ကနေပြီးတင်စားတယ်ပေါ့ဗျာ။ဒါကတရုတ်နိုင်ငံမှာရှိတဲ့အယူဆပဲဖြစ်တယ်ဟိုဘယင်းနေမိဖုရားတွေဘယင်းရမိဖုရားတွေသူတို့ကဒီပင်ဟုံးဆိုတဲ့ငှက်နဲ့သူတို့ကတင်စားတယ်သူတို့ကပြီးတော့အဲ့ဒီမြို့ပေါ့နော်အဲ့ဒီဘယင်းအုပ်ချုပ်နေတဲ့နိုင်ငံပဲဖြစ်ဖြစ်မြို့ပဲဖြစ်ဖြစ်အဲ့ဒီနေရာကိုလာပြီးတော့အဲ့ဒီနေရာကိုအဲ့ဒီပင်ဟုံးငှက်ကရောက်လာတယ်ဆိုရင်အဲ့နိုင်ငံစီးပွားဖြစ်တဲ့ဘေးအန္တရာယ်ကင်းချင်းတယ်ဆိုပြီးတော့တရုတ်နိုင်ငံမှာအယူဆတွေရှိဒါပေမဲ့တရုတ်နိုင်ငံမှာကျတော့ဒီငှက်ကမီးထဲကနေပြန်ပြီးရှင်တန်လာတယ်ဆိုတဲ့အချက်လက်တွေတော့မတွေ့ရဘူးဗျာမီးထဲကနေပြန်ပြီးတော့မီးလောင်ပြီးတော့ပြန်ရှင်တန်လာတယ်ဆိုတဲ့အချက်ကကြတော့ Egypt နိုင်ငံနဲ့ Greek နိုင်ငံ Rome Empire တို့ဒီဘက်ချားနေမှာပဲဖြစ်တယ်။ Okay ဒါပေမဲ့ concept ကနည်းနည်းလေးစင်တူသလိုနဲ့ကွဲပြားတယ်။အရှေ့တိုင်းနဲ့အနောက်တိုင်းနဲ့ဒီ Phoenix ငှက်နဲ့ပတ်သက်ပြီးတော့ concept ကတူသလိုနဲ့နည်းနည်းလေးကွဲပြားခြားနားမှုရှိတယ်။နောက်တစ်ခုက Phoenix ရဲ့လျှို့ဝှက်ချက်စွမ်းအားသင်္ကေတဘာထပ်ကြည့်မယ်ဆိုရင်ကျွန်တော်တို့ဗျာ။ तू ကအဲ့ဒီသူ့ရဲ့ဒီ Phoenix ငှက်ရဲ့မျက်ရည်ပေါ့နော်။ဒီငှက်ရဲ့မျက်ရည်တစ်စက်ကလူခန္ဓာကိုယ်မှာဒဏ်ရာတစ်ခုလူသားရည်လို့မဟုတ်ဘူးဗျာဒဏ်ရာတစ်ခုခုဖြစ်တယ်ဆိုရင်အဲ့ဒီငှက်ရဲ့မျက်ရည်တစ်စက်ကအဲ့ဒီဒဏ်ရာကိုပြန်လဲပျောက်ကင်းအောင်လုပ်နိုင်တယ်ပြောမယ်ဆိုရင်ကင်ဆာရောဂါလည်းပျောက်နိုင်တယ်ဓာတ်ထုံးမှုဖြစ်တယ်ဆိုလဲဘိုက်ကအခုဗျာဟိုလိုမျိုးလုံးဝပေါက်ပြဲပြီးဖြစ်သွားရဲဆိုရင်တော့မှအဲ့ဒီငှက်ရဲ့မျက်ရည်တစ်စက်ကမူလပင်ကိုယ်တိုင်းကိုပြန်ပြုပြင်နိုင်စွမ်းရှိတယ်ဆိုပြီးတော့ယုံကြည်ကြတယ်ဒါနရီပုံမှာလည်းအများကြီးရှိတယ်ကျွန်တော် Harry Potter ကားတွေနောက်တဲ့ဒီ Mysterious Sun နဲ့အရင်တော့ရုပ်ရှင်ကားတွေအများကြီးရှိမှာအဲ့လိုကားတွေမှာဆိုရင်ဒီဟို motivation ဖြစ်မဲ့အရာတွေကိုကြတော့ဒီ Phoenix ငှက်နဲ့တွားပြီးတော့တင်စားတယ်ဟိုပြောချင်တဲ့သဘောတရားကဘယ်လိုလဲမသိရဆိုရင်အခုဗျာလူတယောက်ကအရန် down feel ဖြစ်နေတယ်အဲ့ချိန်မှာမင်းပြန်လည်ရှင်တန်လူထလာနိုင်တဲ့အချိန်ရောက်ပြီဆိုပြီး motivation ပေးရဆိုရင် Phoenix ငှက်အကြောင်းသူတို့ကပြောပြတယ်Phoenix ငှက်ကဘယ်လိုလဲသိလား तू သိတယ်ဆိုရင်တော့မှ तू ကအဲ့နေရာနဲ့ပြန်ပြီးတော့ရှင်တန်လာနိုင်တဲ့အစွမ်းရှိတယ်အဲ့လောက်ထိကို तू self confidence ရှိတယ်ဆိုပြီးတော့ဒါလူတွေကတင်စားကြတယ်ဒါတွေပုံမြင်နေအများကြီးရှိတယ်နောက်တစ်ခုကထပ်ကြည့်မယ်ဆိုရင်ညီကုန်းကျုံအနေနဲ့ကျွန်တော်ထပ်ကြည့်မယ်ဆိုရင်ဒီငှက်ကကျွန်တော်တို့အနောက်တိုင်းမှာဆိုရင်နေမင်းနတ်ဖျားရဲ့ဘေးမှာအတူရှိခဲ့တဲ့ငှက်နတ်ဖျားဖြစ်တယ်အရှေ့တိုင်းမှာကြည့်မယ်ဆိုရင် तू ကဟိုမုံမြတ်တဲ့လူတွေကိုတင်စားခေါ်ဝေါ်တဲ့ငှက်အမျိုးအစားဖြစ်တယ်ကျွန်တော်တို့ဒီ Phoenix နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ကဘာမှာရှိခဲ့တဲ့အယူဆတွေကတော့ဒါတွေပဲဖြစ်တယ်ဒီဟာကဟိုသိပ္ပံသဘောနဲ့မဟုတ်ပဲねဘာသာရေးအယူဆတွေမှာကဘာမှာရှိတဲ့ဘာသာတွေအများကြီးရှိတယ်အဲ့ဘာသာရေးအယူဆတွေလူမျိုးအယူဆတွေမှာဘလို့မျိုးရှိတယ်ဆိုတဲ့အချက်ပဲဖြစ်တယ်ဒါပေမဲ့ဒီဟာသိပ္ပံကဘလို့ပြန်ပြောလဲဆိုတော့ Phoenix ငှက်ကိုအခုဘယ်သူမှမမြင်ဘူးဗျာကျွန်တော်တို့ Phoenix ငှက်ကအခုဟိုတော်မှာအရန်နာမယ်ကြီးနေမီးလောင်နေတဲ့ငှက်ကအငှက်ကအပင်မှာသူကဂိုင်းမှာရှိတယ်အဲ့ငှက်ကတကူလို့မီးလောင်နေတယ်ဒါပေမဲ့အဲ့ငှက်ကဘာမှမဖြစ်ဘူး။အော်လဲအော်နိုင်တယ်ပြန်လဲပြန်နိုင်တယ်။ဒါက AI ဗီဒီယိုဖြစ်တယ်။တကယ်ပဲ Phoenix ငှက်ကိုအပြင်မှာမြင်ဘူးတဲ့သူအခု generation မှာလုံးဝမရှိဘူး။အရင် generation မှာလည်းမရှိခဲ့ဘူး။ဒါ Phoenix ငှက်ကလွန်ခဲ့တဲ့နှစ်ပေါင်း1000အရင်လောက်ကရှိခဲ့တယ်ဆိုတဲ့အချက်လက်ပဲဖြစ်တာ။အခုလက်ရှိ present ကာလမှာတော့ Phoenix ငှက်ကိုမြင်ဘူးတဲ့လူကမရှိဘူး။အဲ့ဒီအနေနဲ့တိတ်ပံကဒီဟာကိုတိတ် science ကနေပြီးတော့ဒီ Phoenix ငှက်နဲ့ပတ်သက်ပြီးဘယ်လိုပြောလဲမေးတယ်ဆိုရင်ကျွန်တော်တို့အရင်တော့ကဘယင်းနေစစ်တိုက်မယ်ဆိုရင်ဗျာဟိုဓာတ်တွေနဲ့စစ်တိုက်ရဓာတ်တွေလန်တွေများတွေစစ်တိုက်ရတာလေ
အဲ့လိုစစ်တိုက်တဲ့အခါကျရင်ဗျာဟိုအားနေတဲ့ဘယင်ရှိမယ်အားတာတဲ့ဘယင်ရှိမယ်ဟိုစစ်တဲ့နည်းပညာမှာအားနေတဲ့ဘယင်နဲ့အားတာတဲ့ဘယင်ရှိမယ်အဲ့လိုမျိုးပေါ့စစ်ဟိုဘယင်တွေရဲ့အနာနာမှာရှိတဲ့မူးမတ်တို့ပညာရှင်တွေကဘယင်တွေကိုပြန်ပြီးအားပေးစကားပြောတယ်သူတို့ရဲ့ဉာဏ်တွေကိုဟိုသူတို့မှာရှိတဲ့ဉာဏ်ပညာအသုံးချပြီးတော့ဘယင်ကိုဘယ်လိုမျိုးဟိုဒီဆက်မှာဘယ်လိုမျိုးအသုံးချမလဲ motivation ပြန်ပေးတဲ့စကားတွေအများကြီးပြောတယ်အဲ့လိုမျိုး motivation ပေးဖို့အတွက်ကိုဒီ finish ငါကတေချင်းတရားနေပြန်လဲရှင်တန်လာနိုင်စွမ်းရှိတယ်ဟိုတတိဂုံတိတ်ခါတစ္ဆာတရားကိုတရုပ်ဖော်တယ်ဆိုပြီးတော့ဘယင်းတွေကိုပညာရှင်တွေကပြန်ပြောတယ်ပြန်ပြောခဲ့တယ်အဲ့လိုပြန်ပြောခဲ့လို့ကျွန်တော်တို့အခုခက်ပါ finish ငါကဒန်နာရီပုံမြင်တက်ပြအပြင်မှာတကယ်မရှိဘူးလူတက်ကို motivation စကားပြောမယ်ဆိုရင် finish ငါကိုကိုစားပြုပြီးတော့ exam မှာတစ်ခုပြောပြီးတော့မှအတုံးချခဲ့ဖို့အတွက်ကိုမှအဲ့ဒီငါကဖြစ်ပေါ်လာတယ်ဆိုပြီးတော့ဒါ science ကပြန်ပြောတယ်အခုကိုကဒီဗီဒီယိုဟိုဒီလောက်ထိကြည့်လာတဲ့လူတွေကဒီ finish ငါနဲ့ပတ်သက်ပြီးဘယ်လိုမြင်လဲအကယ်လို့ဒါဒီ finish ငါက Danary မှာတကယ်ရှိခဲ့တယ်ဆိုရင်တော့လက်ရှိကာလမှာအ ਨੇ ချင်းတော့ပြန်ပြီးတော့ပေါ်ပေါက်လာနိုင်ကြီးရှိတယ်နောက်တစ်ခုကကျွန်တော်ဟို personally ကျွန်တော်ရဲ့ perception ဘယ်လိုရှိလဲမိတယ်ဆိုရင်ဟိုအခုခေတ်ကာလနဲ့ကြည့်မယ်ဆိုရင်ဗျာဟိုပထမကဘာစေးဒုတိယကဘာစေးမလာခင်အရှိတုန်းကကြတော့ဗျာတစ္ဆတရားတွေနဲ့ဒါစစ်ပွဲတွေဖြစ်ခဲ့တာဒါပေမဲ့အခုနောက်ပိုင်းမှာကြတော့ကဘာကြီးကတဖြည်းဖြည်းပို့ပြီးတော့ကန်နှိမ့်တဲ့အခြေအနေကိုကဘာတဖြည်းဖြည်းရောက်နေပြီကျွန်တော်တို့ကဘာပြန်ပြီးတော့ rebirth ဖြစ်မဲ့အခြေအနေရောက်နေပြီအဲ့လိုမျိုးအခြေအနေကြောင့်ပဲဒီငတ်ဒီမပေါ်လာတော့တာလားပြောမယ်ဆိုရင်လူတွေရဲ့စိတ်ထဲမှာရှိတစ္ဆတရားတွေမရှိတော့လို့ငတ်ဒီလိုမျိုးငတ်ဒီတစ္ဆတရားကိုတရုပ်ပေါ်တဲ့ငတ်တွေကမရှိတော့တာလားဆိုပြီးကျွန်တော်ထင်တယ်။ Okay ကိုကဒီဗီဒီယိုကြည့်ပြီးတော့ဒီငတ်ကဘလို့ထင်လဲအပြင်မှာတကယ်ရှိလားဒါမှမဟုတ်လဲ science ပြောသလိုမျိုးဟို motivation စကားပြောဖို့အတွက်ကိုမှဟိုပညာရှင်တွေကဖော်ခဲ့တဲ့ငတ်ပဲဖြစ်တာလား Danary မှာတကယ်ရှိကြလားဆိုတော့ comment မှတ်ခဲ့ပြီဒီလိုမျိုး interesting ဖြစ်တဲ့ mystery ဆန်တဲ့အကြောင်းတွေကိုနောက်ဗီဒီယိုမှာဆက်ပြီးတော့ကျွန်တော်တင်ဆက်သွားပေးအောင်မယ် Milky Fish ကိုတော်တော်ကြည့်နေဆိုရင် follow လုပ်ခဲ့ပြီး YouTube ကကြည့်နေဆိုရင် subscribe လုပ်ခဲ့ပြီးအားလုံးပဲBye.